လူသားသမီးဇာတာရှင်နေဒီနှစ်1389ခုနှစ်တစောင်းဝလာပြီကျော်12ရက်နေ့တနင်္ဂနွေနေ့မှာဗိုလ်လူသားသမီးတွေရဲ့ကံကြမ္မာအဆိုးအကြောင်းအဆိုးအကောင်းအကျိုးအကြောင်းကိုတစောင်းဝလာပြီကျော်12ရက်နေ့ကနေပြီးတော့နတော်လတလလုံးတာကာလကိုပြောကြားပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိဟောင်းမိသစ်ဗိုလ်လူသားသမီးဇာတာရှင်အပေါင်းတို့သည်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစတင်မြင်သည့်အချိန်ကာလမှာစပြီးစိတ်ရဲ့ချမ်းသာခြင်းကိုယ်ရဲ့ကျမ်းမာခြင်းနှဖျားသောဒုက္ခနဲ့ပြည့်စုံပါစေလို့လှိုက်လှိုက်လဲလဲမေတ္တာပြုပို့တာအပ်ပါတယ်ဗိုလ်လူသားသမီးတွေကတကယ်ချစ်စရာကောင်းတဲ့နေ့လေးတွေဗျဒါပေမဲ့လို့သူတို့ကဘာဖြစ်လဲဆိုရင်ဟူဟူတိုင်းတိုင်းစိတ်တက်ကလေးတွေရှိတယ်မဟုတ်မခံစိတ်တက်ကလေးတွေရှိတယ်ဟာဒီဟာဆိုဒီဟာဟိုဟာဆိုဟိုဟာချက်ချင်းဟူတိုင်းဆိုတဲ့သဘာဝလေးတွေရှိတယ်ဒါပေမဲ့လို့သူတို့ရဲ့စိတ်တက်ဒီမာရယောင်ထင်ရတယ်ဆိုပေမဲ့လို့နုညံ့တိမ်မွေးတယ်တစ်ဖက်သားကိုမကြည့်ရှုဆောင်ရနိုင်တဲ့ကိုချင်းစာပေးနိုင်တဲ့ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်လူရဲ့တစ်ဖက်သားရဲ့အပေါ်မှာနားလည်မှုအပြည့်အဝပေးနိုင်တဲ့ဇာတာရှင်တွေတော့ဖြစ်တယ်ဒါပေမဲ့လို့ဟင်းဆိုရင်လည်းပြန်လှည့်မကြည့်တတ်တဲ့ပုံပုံမျိုးတွေဖြစ်ဖို့တော့တော်တော်များတယ်အဲ့ဒါဗိုလ်လူသားသမီးတွေဟာ16နှစ်သားသမီးရစပြီးတော့24နှစ်သားသမီးအသက်တာကာလရှိတဲ့ဗိုလ်လူသားသမီးတွေကိုအရင်ပြောကြပါမယ်16နှစ်ကနေ24နှစ်တာကာလအတော်တော်မှာရှိတဲ့ဗိုလ်လူသားသမီးတွေကဘဝတလန်းကိုရရှိအောင်နှမျိုးစုံနဲ့ကြိုးပမ်းနေတာကိုတွေ့ရတယ်အဲ့လိုနှမျိုးစုံနဲ့ကြိုးပမ်းနေတဲ့အနေထားတော်တော်မှာလမ်းကြောင်းတွေမမှားဖို့ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေမလုပ်ဖို့တော့လိုအပ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အထီးအရှာလေးတွေဖြစ်တတ်တယ်အမှုခင်းလေးတွေတွေ့ကြုံရတတ်တယ်စီးပွားရေးတွေအောင်မြင်သလောက်အောင်မြင်ပြီဆိုတယ်လေနောက်ကပြန်လဲကုံဆုံးတတ်တယ်ပြပသွားမယ်ခလေးတွေဆိုလို့ရှိရင်ပြပသွားမယ်ဒီနေ့သွားရမယ်နှစ်ဖက်ငါသွားရမယ်ဒီလသွားမယ်နှစ်ဖက်နောင်လသွားရမယ်ဆိုပြီးတော့သွားမယ်လို့ပဲရှိတယ်ရေရရအကောင့်ထဲမှာပေါ်တာမျိုးတွေဖြစ်တတ်တယ်တချို့ဆိုရင်စိတ်တက်ကြပြီးတော့အိမ်အောင်ပြုတ်သွားနိုင်တဲ့လူတွေအိမ်အောင်ကျသွားနိုင်တဲ့ဇာတာရှင်တွေကိုလည်းတွေ့ရတယ်အဲ့လိုကျသွားမယ်ဆိုလို့ရှိရင်တော့3နှစ်တာကာလလောက်ဒီ29နှစ်လောက်တည်းရတော့တော်တော်ရုန်းကန်ရလိမ့်မယ်ဒါပေမဲ့အခုချိန်တောတွင်းမှာ16ကနေ24နှစ်တာကာလတောတွင်းမှာတော့အိမ်အောင်ကျမှုတွေကိုနည်းနည်းထိမ့်သိမ့်နိုင်ဖို့တော့လိုအပ်တယ်26ကနေပြီးတော့34နှစ်ကာလရောက်တဲ့အခါမျိုးကြလို့ဆိုဗုဒ္ဓသားသမီးတွေဟာတကယ်ကိုကောင်းမွန်တဲ့ကာလတစ်ခုကိုဖျက်ဆီးပြီးတော့အဲ့ဒီအသက်အရွယ်မှာရှိနေတဲ့ဇာတာရှင်တွေဆိုရင်ဖြင့်နိုင်ငံခရီးသွားလာရေးလုပ်ငန်းတွေအဆုရှီယန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝန်ထမ်းဆိုလို့ရှိရင်လည်းယာရုတိုးတာတွေအလုပ်ကိုင်းကိုခေါင်းဆောင်လုပ်ကိုင်းနေတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်လည်းပဲအလုပ်ကိုင်းတွေအကျန်းစီတွေအောင်မြင်တာမျိုးတွေအဲ့ဒီကောင်းကျိုးချမ်းသာအသီးအပွင့်တွေကိုကောင်းမွန်စွာခံစားရလိမ့်မယ်ဒါပေမဲ့ဗုဒ္ဓသားသိတိမှာဘာဖြစ်လိုက်လဲဆိုလို့ရှိရင်အဲ့ဒီအသက်အရွယ်ကာလတွေမှာအစာအိမ်နဲ့ဦးလန်းကြောင်း one bite အဲ့ဒီပြဿနာမျိုးတွေတော့မကြာခဏတွေ့ကြုံရတတ်တယ်ထူးထူးဆန်းဆန်းဝေဒနာတွေဖြစ်တတ်တယ်ဥပမာဆိုကြတော့နှာခေါင်းသွေးရှမ်းတာမျိုးလိုဘိုက်တအားထိုးအောင်တာမျိုးလိုအဲ့ဒါမျိုးတွေတော့တွေ့ကြုံခံစားရတတ်တယ်မာတဲ့အစားအသောက်တွေနောက်တစ်ခုကတားပူဆက်တဲ့အစားအသောက်တွေတော့ရှောင်ကျဉ်မှုလိုအပ်တယ်38နှစ်ကနေပြီးတော့48နှစ်တာကာလအတော်တွင်ရောက်လို့ရှိရင်ဗိုလ်လူသားသမီးတွေတည်ငြိမ်လာပြီကောင်းမွန်လာပြီအခြေကျလာပြီဘယ်ရမဆိုရဲရဲရင်းရင်းဆုံးဖြတ်နိုင်တဲ့ပုံမျိုးတွေဖြစ်တတ်တယ်မိန်းကလေးဆိုလို့ရှိရင်လည်းပဲဦးဆောင်နေတဲ့လူမျိုးယောက်ျားလေးတွေဆိုရင်လည်းခေါင်းဆောင်နေတဲ့လူမျိုးအဲ့ဒီလူမျိုးတွေတဘာဝကိုတော့တွေ့ကြုံလာပြီမြည်သည့်အရာကိုမှတုံထုတ်ခြောက်ခြားခြင်းမရှိတော့ဘူးလူများတွေကမြှောက်ပေးလဲမမြောက်တော့ဘူးလူများတွေကခြောက်လဲပဲမကြောက်တော့ဘူးကောင်းမွန်စွာဖြတ်တန်းနိုင်တဲ့အသက်အရွယ်အပိုင်းခြားတစ်ခုသူတို့ကရရှိထားပြီးပြီကောင်းမွန်တဲ့စီးပွားရေးတစ်ခုကိုလည်းအခြေချနိုင်ပြီးပြီဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်လူမှုရေးကိစ္စတွေမှာလူမှုရေးပယောဂါလို့ခေါ်တဲ့ဖြစ်စည်းမှုတွေနှောက်ယှက်မှုတွေတိုက်ခိုက်မှုတွေကတော့ချိန်မှန်များစွာတွေ့ကြုံရတဲ့အဲ့ဒီလိုတွေ့ကြုံတဲ့အခါမှာစိတ်ကိုလွတ်မထားပဲကိုယ်စိတ်ကိုပောက်ကွဲမှုမရှိပဲတည်တည်ငြိမ်ငြိမ်ဆုံးဖြတ်မယ်ဆိုလို့ရှိရင်ဒီအသက်အရွယ်အပိုင်းချက်မှာရှိတဲ့ဗုဒ္ဓသားသမီးဇာတာရှင်တွေကတကယ်ကောင်းမွန်တဲ့သဘာဝကိုတော့အသီးအပွင့်တွေခံစားရမှာဖြစ်တယ်ဗျာအဲ့တော့90ကနေပြီးတော့အသက်60တာကာလအတော်အတွင်းရောက်ရှိနေတဲ့ဗုဒ္ဓသားသမီးဇာတာရှင်တွေဆိုလို့ရှိရင်ဖြင့်သားသမီးတွေအတွက်ကြောင့်စေသောကရောက်ရတဲ့ညီကောင်မတွေအတွက်ကြောင့်စေသောကရောက်ရတဲ့ကိုယ်ကိစ္စမဟုတ်ပဲအခြားလူကိစ္စတွေကိုအချိန်အပိုပေးပြီးလိုက်ဖြည့်ရှင်းပေးနေရတယ်နောက်တစ်ခုကဝန်ထမ်းတွေဖြစ်မယ်ဆိုလို့ရှိရင်ကိုယ်ဖိအားတွေပေးတာကိုမလုပ်တဲ့လုပ်ငန်းတွေကိုကိုလုပ်တပါရဲဆိုပြီးဆွဲသွင်းတာကိုမပါတဲ့အကြောင်းအရာတွေပါပါရဲဆိုပြီးဆွဲသွင်းတာအဲ့ဒါမျိုးတွေခံရတတ်တယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ပြက်တဲ့အချိန်ကာလကိုရောက်တဲ့အသက်ပိုင်းခြားဖြစ်တယ်
အဲ့တော့သတိထားဝိရိယဆိုင်ပညာနဲ့ရှင်ပြီးတော့လောက်ကင်ဆောင်ရွက်နိုင်ဖို့တော့တော်တော်လိုအပ်တယ်ဒါပေမဲ့ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်တစ်ဖက်မှာကလည်းသူတို့ကိုပြန်လဲကူညီပေးတဲ့လူတွေလိုအပ်တဲ့တောင်းနေရာတွေမှာပြန်လဲဖြည့်ပေးတဲ့လူတွေလည်းပြန်ပေါ်လာတတ်တယ်အဲ့လိုဆိုတော့ကောင်းတာနဲ့ဆိုးတာနဲ့တလက်စီဖြစ်နေတဲ့သဘာဝဖြစ်တယ်အဲ့ဒီအချိန်မှာဘာသာရေးတွေလှုပ်တဲ့နဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အရာဝတ္ထုလေးတွေလှူဒန်းတာဆောင်ရွက်တာတရားထိုင်တာပရိစိတ်တာစသည်အဖြစ်အဲ့လိုဘာသာရေးကိစ္စမျိုးတွေကိုဒီအသက်အရွယ်ဒီအပိုင်းခြားမှာရောက်ရှိနေတဲ့ဇာတာရှင်တွေပြုလုပ်ပေးဖို့တော့လိုအပ်တယ်အဲ့သက်ဒီ56ကနေပြီးတော့68တာကာလအတော်အတွက်မှာဒူးနာတဲ့ဝေဒနာမျိုးခါနာတဲ့ဝေဒနာမျိုးဟုတ်လားခါကြောညက်တဲ့ဝေဒနာမျိုးအဆိုကြပါစို့အကျိုးနဲ့အယိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုသူတို့ပြင်းပြင်းထန်ထန်ခံစားရတတ်တယ်အဲ့လိုခံစားပြီးလို့ရှိရင်လည်းမတော်တဆခွဲစိတ်ကုသမှုတွေပါတယ်တွေးကြုံရတဲ့အသက်အန္တရာယ်တော့မကြရောက်ဘူးအသက်တန်နဲ့သေနိုင်တဲ့အနေအထားတော့တော့မရှိဘူးဒီအသက်ပိုင်းခြားမှာရောက်နေတဲ့ပုံကိုယ်တွေဒီဆရာဝန်ဆရာမတွေမညွှန်ကြားဘဲနဲ့ဆေးတောက်တာတွေနော်ဆေးထိုးတာတွေမလုပ်သင့်ဘူးဆရာဝန်ဆရာမတွေညွှန်ကြားတဲ့ဆေးတောက်တာဆေးစားတာအဲ့ဒါတွေကိုတော့ပြုလုပ်ဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုဆေးမခြင်းအစာမခြင်းအနေမခြင်းအထိုင်မခြင်းအဲ့ဒါတွေတွေးကြုံရတဲ့သဘာဝကိုတွေးကြုံရတဲ့ဘုရုသားသမီးတွေရဲ့ကံကြမ္မာဇာတာကအသက်ရှိနိုင်တယ်အသက်ရှိဖို့များတယ်နော်ဒါဘာကြောင့်လဲဆိုလို့ရှိရင်အခု1989ခုနှစ်ဒီဇာတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘုရုသားသမီးတွေဒီအသက်တန်းဒီ66နှစ်4လရောက်မှသာလျှင်မိစာကုံစီကံကိုသွားတွေ့ရတယ်အဲ့တော့အသက်ကြီးပိုင်းရောက်လာလေအဖေအားတည်ခြင်းကြောင်းဆောက်ခြင်းအလှူဒါနပြုခြင်းအဲ့ဒါတွေကိုချိန်ဖန်များစွာသူတို့ကြုံတွေ့ရလိမ့်မယ်အဲ့ဒါလည်းဘာကြောင့်လဲဆိုရင်ငယ်စဉ်အခါကသူတို့ရဲ့စရဏပေါ့နော်မိဘပေါ်မှာတည်တတ်မှုဆရာတော်ဘောင်းပေါ်မှာတည်တတ်မှုအပဝန်းကျင်ပေါ်မှာတည်တတ်မှုအဲ့ဒီလိုကုသိုလ်ဒါနလေးတွေကအဲ့ဒီအသက်အရွယ်မှာတွားပြီးတော့အထောက်ပေးမှာကိုတွေ့နေရတယ်ဒါပေမဲ့ငယ်စဉ်အခါချင်းကကာလတော်တော်မှာဆုံးဖြတ်ချက်မမှားဖို့စိတ်ဆောတလင်မဖြစ်ဖို့အဲ့ဒါလေးတွေတော့လိုအပ်တယ်နော်အစားအသောက်တွေအနေထိုင်တွေနော်တိတ်ကျက်တဲ့အဝတ်အစားမျိုးတွေဝတ်တာမျိုးတွေတားပူဆက်တဲ့အစားအသောက်တွေစားတာမျိုးတွေကိုတော့ရှောင်ကျင်တဲ့နဲ့အဲ့တော့ဟုတ်ပြီဘုရုသားသမီးတွေကောင်းတဲ့ကောင်းအောင်ဝင်ဝင်လာပါတွေတိုးတက်အောင်နော်လောက်ကင်ကြံစည်တဲ့အကြံစီတွေအောင်မြင်အောင်ပါဠိများလုပ်ပေးရမလဲဒါလေးတွေရှိတယ်အဲ့ဒီရေဒီယာလေးကိုယုံယုံကြည်ကြည်နဲ့တော့လောက်ကင်ဆောင်ရဖို့လိုအပ်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အသက်ကြီးရင်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေဘုန်းကြီးဟန်ဝဲဖြစ်စေမိသားစုတွေကအကြီးအကဲဝဲဖြစ်စေအဓာတ်ဘူးတို့ဓာတ်မီးတို့ဟလာဓာတ်ခဲတို့နော်လိုအပ်တဲ့နေရာဒေသမှာစနေနံလေးတွေပါတဲ့ပစ္စည်းပေါ့နော်ထီးဖက်နဲ့တော့မကောင်းဘူးနော်အဲ့လိုဓာတ်ဘူးတို့ဓာတ်ခဲတို့ဟလာဓာတ်မီးတို့စသည်အဖြစ်ဓာတ်မီးဆိုလို့ရှိရင်အလင်းရောင်ပေးနိုင်တယ်ဓာတ်ဘူးဆိုလို့ရှိရင်လည်းပူလောင်တဲ့အရာဝတ္ထုတွေကိုထိမ့်ချုပ်နိုင်တယ်ဆိုတော့အဲ့ဒီလိုအရာဝတ္ထုလေးတွေကိုအသက်ကြီးရတဲ့လူတွေဘုန်းကြီးဟန်းတွေကိုလှူဒန်းဆောင်ရွက်ပေးခြင်းအပြင်ဘုရုသားသမီးတွေတဲ့ကံကြမ္မာဒီကောင်းမွန်သောလက်ဝယ်ပိုင်ဆိုင်နိုင်တဲ့ယရနာအိုးတဖွဲရရှိမယ်လို့ဒါပြောကြအပ်ပါတယ်ဒုက္ခိအထာဏပရိဟရန္တုတဗ္ဗေတ္တာကမ္မတကာ